ကဲဒီနေ့ကတော့အယုတ်ဖောက်ပါမယ်ဟေးအိုးအများကြီးပဲဝလာဘောနော်ဒီ blind ဖောက်လေးတွေကကြတော့ဒီ May Aura ဆိုတဲ့ page လေးရတယ်ပေါ့နော်ညီမလေးရှိရနေပြီးတော့မှားထားတာပါဆိုတော့အများကြီးပဲလက်ဆောင်တွေလည်းအများကြီးပါလာပါတော့ရင်ဦးဆုံးဗာလေးပါလေးဆိုရင်ဆုံးပြမယ်ပေါ့နော်ဒါလေးကကြတော့အဲ့ Twinkle series လေးပေါ့နော် Twinkle series လေးပါတယ်ပြီးတော့ဒါလေးကကြတော့ဒီ Zori ရဲ့ sign လေးတွေအဲ့လိုကြိုက်လို့ပေါ့နော်ဟိုလားကြိုက်လို့မှားထားပါဒါကြတော့ you found me ဟေး series ဒါလေးကတော့လက်ဆောင်ထည့်ပေးလိုက်တာပါဆိုတော့ဒါကြတော့ဒါလေးလေးတစ်ခုပါလာသေးတယ်ပေါ့နော်ဆိုတော့အများကြီးပါဒီမှာရိုက်ဖော်တော့ပဲပထမဆုံးချိန်ပေါ့နော် blind ပေါက်ကိုကြတော့ပထမဆုံးချိန်ဖောက်ကြည့်မှာဆိုတော့ဘယ်လိုဖြစ်မလဲမသိဘူးပေါ့နော်